အားလုံးပဲမင်္ဂလာပါမြန်မာပရိသတ်အခိုင်အမာရရှိထားတဲ့ Joshua Ban ကတော့လောလောလတ်လတ်ပြိုင်ဘက်အသစ်ကိုရရှိထားပြီဖြစ်ပါတယ်ဆိုတော့ Joshua Ban ရဲ့ပြိုင်ဘက်အသစ်ကဘယ်သူလဲပြိုင်ပွဲနဲ့ပြိုင်ဘက်အကြောင်းကိုလေ့လာကြည့်အောင်ပါအခုဗီဒီယိုမှာပြိုင်ဘက်ရဲ့အားသာချက်ထိုးသက်ပုံ scale တွေနဲ့ Joshua Ban မှာရှိတဲ့ scale တွေနဲ့နိုင်ရှင်ပြီးပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်Joshua Ban ရဲ့ပြိုင်ဘက်အသစ်ကတော့ Bruno Silva ဖြစ်ပါတယ်သူတို့နှစ်ယောက်က UFC 316 Featherweight တန်းမှာ June 9 ရက်နေ့မှာထိုးသက်ရမှာဖြစ်ပါတယ် June 9 ရက်နေ့ကအမေရိကန်နိုင်ငံအတွက်ဆိုရင်စနေနေ့ဆိုပေမဲ့မြန်မာနိုင်ငံအတွက်ဆိုရင်တော့ Sunday မနေ့ပိုင်းကြားရောက်မှာဖြစ်ပါတယ်ဆိုတော့ကစားသမားနှစ်ယောက်အကြောင်းကိုပြန်လေ့လာကြည့်အောင်ပါ Joshua Ban ကမြန်မာနိုင်ငံသားချင်းလူမျိုးဟာခါစာတီဖြစ်ပြီးအခုလက်ရှိအမေရိကန်နိုင်ငံ Texas ပြည်နယ်မှာနေထိုင်ပါတယ်အသက်23နှစ်အရက်ကတော့1.65 စင်တီမီတာကိုယ်အလေးချိန်ကတော့125ပေါင်ရှိပြီး freestyle ကစားတတ်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်အခုလောလောဆယ်တော့ 40Z Club မှာလေ့ကျင့်နေပါတယ်ပြိုင်ပွဲဖြစ်တဲ့ Bruno Silva ကတော့အသက်35နှစ်အရက်1.83 စင်တီမီတာ wrist 84ကိုယ်အလေးချိန်ကတော့186ပေါင်ရှိတယ်Joshua Ban တဲ့အရက် 1.18 စင်တီမီတာရှည်ပြီးအသက်ကတော့12နှစ်ကြီးပါတယ်။ပွဲအတွေ့အကြုံကိုပြန်ကြည့်ရအောင်ပါ။ Joshua Ban က UFC မှာ5ပွဲထိုးတယ်4ပွဲနိုင်တယ်3ပွဲရှုံးတယ်။ Bruno Silva က professional ပွဲပေါင်း23ပွဲထိုးတတ်ပြီးမှပွဲ20နိုင်တယ်3ပွဲရှုံးထားတယ်။ Fighter နှစ်ယောက်ရဲ့အားသာချက်ကိုပြန်နိုင်ရှင်ကြည့်ရအောင်ပါ။ Joshua Ban ရဲ့အားသာချက်က stand fight ကောင်းတယ်မာဂုံမဆိုစလောက်ရှိတယ်။ UFC မှာပွဲအားလုံးနီးပါးအမှတ်နဲ့အနိုင်ရရှိခဲ့တယ်။ဝင်ရဲတယ်ပပနက်ကစားတတ်တယ်သူထူထပ်ခဲ့ရတဲ့ fighter တွေအားလုံးနီးပါးက Van ထက် physical ပိုင်းအားသာကြတယ်အသက်အရွယ်အားဖြင့်လည်းကြီးကြတယ်ပွဲအတွေ့အကြုံပိုများတဲ့ကစားသမားတွေနဲ့ပဲထိုးတတ်ရတာများတယ်နောက်ဆုံးပွဲမှာတွေ့ခဲ့တဲ့ဂျပန်ကစားသမားတယောက်ပဲအသက်ငယ်တဲ့ပြန်ဘက်ဖြစ်ပါတယ်ပွဲတော်တော်များများကို submission အမှတ်နဲ့ဆက်တိုက်နိုင်ရရှိထားပါတယ်ဒါကြောင့် ranking 14အထိဝင်ရောက်ထားပါတယ် Bruno Silva ရဲ့အားသာချက်ကတိုက်စစ်ဖုန်းကစားတတ်ပြီးမှလက်ရည်ကောင်းတဲ့အပြင်မာကုံလည်းရှိတယ် professional 23ပွဲမှာပွဲပေါင်း20ကနောက်အောက်နဲ့ပဲအနိုင်ရရှိထားပြီး stand fight မှာကြောက်စရာကောင်းတဲ့ fighter တယောက်ဖြစ်ပါတယ် Jiu-Jitsu ကပတ်နဲ့ရရှိထားတဲ့အတွက် grappling skill ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ပွဲတော်တော်များများကို stand fight နဲ့ပဲကစားတတ်တယ်လက်တီးပါဝါရှိတဲ့အတွက်လေးကျသွားအောင်ထိုးနိုင်တယ်နောက်မဆုတ်ပဲရှေ့တိုးပြီးတိုက်စစ်ဖုန်းကစားတတ်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်ကစားသမားနှစ်ယောက်ရဲ့တူညီတဲ့အချက်က stand fight ကိုအားပြုပြီးကစားတတ်ကြတာပါ UFC အနေနဲ့ Joshua Ban ကို Bruno Silva နဲ့ပွဲတည်ပေးလိုက်တာကဖြစ်တဲ့ပွဲတစ်ခုပါ Joshua Ban ကဒီပွဲကိုနိုင်ရင်နောက်ထပ် ranking တစ်ခုကိုတက်ရောက်နိုင်မှာဖြစ်ပြီးရှုံးသွားရင်လည်းပညာတော်တော်ရမယ့်ပွဲလို့မြင်ပါတယ်ပွဲမြောက်ခင်3လအလိုမှာပြန်ဘက်ကိုတီးရတဲ့အတွက်နှစ်ယောက်စလုံးကပြင်ဆင်မဲ့အချိန်လုံလုံလောက်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီအတော်အတွင်းပြင်ဆင်နိုင်မှုကအရန်အရေးကြီးတယ်ဒါကပွဲကိုအဆုံးအဖြတ်ပေးသွားနိုင်ပါတယ် Bruno Silva က Joshua Ban အတွက်ပြန်ဘက်ကောင်းဖြစ်စေမှာပါပြီးတော့ဒီပွဲကမြန်မာပြည်သက်အချက် stand fight နဲ့ကစားကြမဲ့ပွဲဖြစ်တာကြောင့်ပွဲကောင်းတဲ့ပွဲဖြစ်စေအောင်ပါကြီးစုသူအားလုံးဘေးကင်းကြပါစေ